Breaking news Sunday 13 November 2025 Letter to the editor to Danny Daniel Danny နေကောင်းရဲ့လားအခုတလောတော်တော်ပိန်သွားပြီနော်ကျမ်းမာရေးကူးဆိုင်ဖို့အထူးမှခြင်းနဲ့စိတ်ကိုလည်းအသက်နိုင်ဆုံးပြောအောင်ထားပါဒန်နီကဘာကြီးနဲ့မကောင်းတာရောခံစားမိလားတက်ရှူလိုက်တဲ့အခါလေးတူတဲ့ရမ်းနဲ့နေအပြည့်ပဲနော်လေချောင်းနာနေဦးမယ်ကိုပိုင်လေးတူအသုံးပြုပါဒန်နီအရှိအလဲပိုင်းနဲ့အရှိတောင်ပိုင်းကတဘာဝရဲ့ရင်သွင်းငယ်တွေသွေးဆွနေပြီဘလို့ပဲဖြစ်ဖြစ်လက်လူမရှိပါနဲ့ဒန်နီကဘာကြီးကပူနေလာပြီကွာရေခဲတောင်တွေရေပြော်လာပြီဘလို့ပဲဖြစ်ဖြစ်တောတောင်နဲ့ရေမြစ်တွေမပြောက်ွယ်စေချင်ဘူးဒန်နီပထဝီမြေကြီးတွေကအကွဲနေပြီကွာလမ်းဘေးမြောက်ဘူးတဲ့လူတွေလည်းလမ်းဘေးရောက်လာကြပြီဒန်နီကကြီးသုံးမရဲ့အန်တီရဲ့ကိုဗီယူဆိုင်ပါဒန်နီဒီစာကိုဖတ်နေစဉ် secret ကိုမိသက်ပြီးဆာယနာပလင်းကိုမကင်လိုက်ပါနဲ့ဒန်နီငါ့ဘဝထဲကနေနောက်ထပ်လူတစ်ယောက်ထပ်မဆုံးရှုံးစေချင်တော့ဘူးဒန်နီရှက်